Hello bro ကျွန်တော်တို့များအောင်ဒီဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ +1 speed keyboard ဆိုတဲ့ game လေးကိုဆော့ပြအောင်မှာဖြစ်ပါတယ်ဒီ game ထဲမှာဆိုရင်တော့လူရတော်ဆော့များနေပြီဗျ game ထဲမှာဆိုရင်တော့ကျွန်တော် ASMR အတန်လေးနားထောင်ပြီးတော့ဒီ game ထဲမှာရှိတဲ့ဒီ keyboard အတန်လေးကိုနားထောင်ပြီးတော့ကျွန်တော်ဟိုတားသေးကိုဆော့ပြလောက်မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ speed ကတော့တော်တော်မြင်ပါတယ်ဘယ်လောက်လဲဆိုရင်တော့2 million ဖြစ်ပါတယ်အဲ့2 million နဲ့ကျွန်တော်တို့ကအများကြီးလုပ်လို့ရတယ်ပေါ့နော်အဲ့ထဲမှာဆိုကျွန်တော်တို့ရsupply ယူမယ်ပြီးရင်ကျွန်တော်တို့ speed train မယ်ပေါ့နော်ကျွန်တော်တို့ speed ရအများကြီးဆိုတော့ train စရာတော့တိတ်မလိုဘူးကျွန်တော်ဒီထဲမှာကိုယ်စိတ်မြင့်နေတော့တခုဖြစ်တာဖြစ်ဖြစ်ဆိုရှုံးရပဲဖြစ်ဖြစ်ဆိုစိတ်မပူနဲ့ဒီ game ထဲမှာက supply နဲ့ice state တွေကိုပြန်သွားလို့ရတယ်ပေါ့နော် supply ရတာနည်းနည်းတော့ကုန်တယ်ပြီးရင်ဒီဘေးနားမှာရှိတဲ့ဟာရောလည်းအများကြီးလုပ်လို့ရသေးရပေါ့နော်ဒီ game ထဲမှာကတော့ပြောချင်တာကနည်းနည်းခက်တဲ့ဟာတွေပဲရှိဘူးလွယ်တဲ့ဟာတွေရှိတယ်ကျွန်တော်ဒီ game ကိုစဆော့ရကတော့မနီးရနေပြီးတော့စဆော့ရ2ရက်ပဲကြာရင်ဒီ game ကပြောချင်တာက like and join နေပါလေလောက်သားတွေဆိုသူကကျွန်တော်တို့15,000ပေးရမှာနော်ပြောချင်တာ15,000လောက်မှ speed ပေးလိုက်တယ်အဲ့ဒါနဲ့စပြီးကျွန်တော်ကအများကြီးတော့လောက်တာပေါ့နော်အများကြီးပဲကျွန်တော် speed train နဲ့အခြားဟာတွေလောက်တယ်လောက်ပြီးတော့မှကျွန်တော်အများကြီးထပ်တဲ့ဟာတွေကျွန်တော်ထည့်ထားတာပေါ့နော်ခုကျွန်တော်ပြောချင်တာကဒီ game ရဲ့ဟာတွေကမိုက်တယ်ပေါ့နော်ဆော့လို့လည်းကောင်းတယ်ပြီးရင်ဒီ game ရဲ့မှာကကျွန်တော်တို့ရချားဟာတွေကိုဒီတိုင်းထဲမှာပေါ့နော်ကျွန်တော်အခက်ခဲတဲ့ဟာတွေအောင်လုပ်ခဲ့ရတဲ့ဟာအဲ့ထဲမှာဆိုတော့ကျွန်တော်တို့ကအမြင်ပြရမှာပေါ့နော်ဒီလိုမျိုးဒီပမောကိုက်တဲ့ site တွေဒီလိုမျိုးချောကလက်ဟာတွေစားတဲ့ဟာတွေဆိုlevel နဲ့သွားတာပေါ့နော်သူက level မရှိရင်တော့တော်ရမှာအဲ့လာရလုံးလို့မရဘူးကျွန်တော်ပြတာဒီနေရာပဲဗျာဒီ state 9မှာဘာပဲဖြစ်ဖြစ်အဲ့ state 9မှာလုံးဝကိုကျွန်တော်မသွားနိုင်ဘူးဒီလက် level တောင်58 59လောက်ရှိနေတော့လုံးဝမသွားနိုင်ဘူးအဲ့တော့ကျွန်တော်ဒီမှာတိတ်ခဲ့တယ်ပေါ့နော်တိတ်ခဲလိုက်တယ်ကျွန်တော်ဒီချိန်ထဲမှာတိတ်ရတော်တော်များနေပြီဗျာတော့ကျွန်တော်ကဒီစိတ်နာအောင်ကြောက်ဖို့ကဗျာလဲပဲတရားကျော်လောက်လို့ဖြစ်နေပြီသူကအဲ့စိတ်နာအောင်ကြောက်ဖို့ကတော့ကျွန်တော်တော့လုံးဝမကြောက်နိုင်ဘူးမကြော်လဲမကြော်တတ်လို့မကြော်လဲမကြော်တတ်ဘူးအားရတော့ကျွန်တော်ဒီစိတ်နာအောင်လို့လုံးဝခုဒီနောက်ဆုံး style လို့ပဲတတ်မှတ်ထားသေးအဲ့ style ကိုကြော်နိုင်ရဆိုလို့ညီရတစ်ခုပဲရှိရအဲ့ညီတိုင်းကတော့ကျွန်တော်စူပလာရဲ့အကောင့်ထဲပြီးတော့တိတ်တန်းကိုတခါလေးတပါးလေးသွားဖို့ပဲရှိသေးတယ်ပေါ့နော်အဲ့တော့အဲ့တိတ်တန်းကိုသွားဖို့ကလည်းစူပလာ1000ကျော်ကောက်မှာဒါပေမဲ့ဒီမှာစူပလာ2000ရှိပြီမဲ့ပထမတစ်ခါကတော့သွားပြီးပြီဆိုတော့ထပ်တော့မသွားတော့ဘာဖြစ်လို့အဲ့ဒါရမ်းခတ်တယ်အဲ့အတွက်ကျွန်တော်မသွားတော့ဘူးပေါ့နော်ကျွန်တော်ပြောချင်တာကတော့ကွာဒီ state နာကကျွန်တော်နောက်ဆုံး state လို့ပဲပြောမှရတော့မယ်ဘာဖြစ်လို့လဲဆိုတော့ဒီနောက်ဆုံး state ကအဲ့ရဲ့နောက်ဆုံး state လို့ပဲပြောကြကျွန်တော်တရားတော်များနေပြီပြောတော့ခါရှိနေပြီကျွန်တော်အခုထိတင်နေရုံပဲအဲ့ဒီ game ကတော်ဆော့လို့ကောင်းပါလေအားဆော့ကြပါဒီ game ဆော့တဲ့လူတွေရတယ်68ရောက်အောင်ရှိ68ရောက်ဖြစ်ပြီပါပြီ9000ထဲမှာ8000လောက်ရှိပါလေအော်ကျနာကဒီ game ထဲမှာက speed ရဘလောက်ပြည့် train လို့ရတယ်ဥပမာ FPG train လား 280 train လား trillion ထိပဲ train လား billion ထိပဲ train လား million ထိပဲ train လား 80 ပဲ train လားရာခိုင်နှုန်းပဲ train လားဘလောက် train ချင်တာကို 20 လောက်တော့ဒီ game ထဲမှာပေးထားရဲ့အဆုံးသတ်တိတ်စွာလည်းရှိပါတယ်အဲ့ဒီအဆုံးသတ်တိတ်ကတော့တိတ်14ပဲဖြစ်ပါတယ်သူပြီးရင် state တရားမကသေးဘူးအောက်တဲ့ wall တွေပါရှိသေးတယ်ပေါ့နော် wall တော့ဘယ်နောက်ဆုံး wall ထိရှိလဲဆိုတော့ကျွန်တော်လည်းတခြားတော့မသိသေးဘူးကျွန်တော်တော့ wall သူ့ကိုရောက်လို့မရောက်သေးဘူး level 120လို့ရတယ်အဲ့တော့ level 58 60လောက်ပဲရှိရပါတော့
ကောင်းပါလေလာဆော့ကြပါလို့ပြောချင်တယ်ပေါ့နော်ဒီကိန်းထဲမှာတော့ကျွန်တော်တို့က ASMR အတန်းလေးခံရပါ ASMR ဆိုတာကတော့ laptop လို့ keyboard လို့မှာအဲ့အတန်းလေးရှိရပါတော့ကျွန်တော်က chocolate အတန်းကိုပြောင်းတာပါဟုတ်ပါရဲ့ chocolate အတန်းလေးပါအဲ့တော့ဒီကိန်းကအမိုက်ပါလေဒါပေမဲ့ကျွန်တော်ကတော့အဲ့လောက်တိတ်မကြိုက်ပါဘူးအဲ့ဒါဆိုဒီကိန်းကလည်းတေးရများတယ်ဗျပြီးတော့အချိန်လည်းပေးရတယ်ပေါ့နော်ဒါပေမဲ့အချိန်ကတော့ပေးရတော့ကျွန်တော်ရပါတယ်အဲ့ဒါအလောက်ကတော့ကျွန်တော်ကအမြင်စနေကြတယ်အဲ့တော့ကတော့ဒီစောင်းနာကတော့ကျွန်တော်တို့ကပြဿနာမရှိဘူးအဲ့တော့ဒီ game ကကျွန်တော်ကတော့10 out of 9ပဲပေးပါတယ်10 out of 10တော့မပေးပါဘူးဘာဖြစ်လဲဆိုတော့ကျွန်တော်အဲ့လောက်တိတ်မကြိုက်ဘူးပေါ့နော်ဒီ game ကဆော့လို့ကောင်းမိမဲ့လေကျွန်တော်ပြောချင်တာကဗျာဒီ game ထဲမှာဘာမှလုပ်လို့မရဘူးကျွန်တော်တေးပဲတေးနေတယ်လူတိုင်းတေးနေရဗျာချက်ပိုက်မှာဆိုလူတယောက်မှပြန်ရှင်းနေဆိုမရှိတော့ဘူးဒါပေမဲ့ဆရာကြီးလည်းရှိတယ်ပေါ့နော်ပြောချင်တာဒီ game ထဲမှာနောက်ဆုံးရရဲ့လူတွေလည်းရှိတယ်လို့နောက်ဆုံးမရရဲ့လူတွေလည်းရှိတယ်ဥပမာငပေါ်လေးလည်းရှိတယ်လို့အကောင်းစားလူတွေလည်းရှိတယ်နောက်တော့ငပေါ်လေးကမပါဘူးအကောင်းစားတွေကပါပါလေကျွန်တော်ပြောချင်တာဗျာကျွန်တော်ဒီ game ကိုစောင့်နေတာနိုင်ရကြော်ရှိနေပြီခုဒီအဲ့2 million 3 million ကနေမတက်တော့ဘူးလားအားကိုကျွန်တော်ပြောရဗျာဒီ game ကနည်းနည်းတော့အချိန်တော့တော်တော်ပေးရတယ်တချို့ YouTuber တွေတင်နေဆိုတာ1 trillion 1 million 1 billion ထိတောင်တက်တယ်အဲ့မဲ့ကျွန်တော်ဆိုကွာstate 9ထိတောင်မှတက်ပြီးမဲ့ကျွန်တော်ကတော့လုံးဝ state 9ကိုကြော်မဖြတ်နိုင်တာကဘာဖြစ်လို့လဲမသိဘူးဒီ state 9ကိုကြော်တိုင်းကျွန်တော်ဒီ jump ခက်ကိုအမြဲနိုင်ဒါပေမဲ့အဲ့ jump လုံးကိုနိုင်လေဒီကဘာမှထူးဗျာအဲ့တော့ကျွန်တော် state 9ကိုကြော်ဖြတ်ဖို့ဆို level 120 130လောက်ရှိမှကိုကြော်ဖြတ်လို့ရတော့မှာအဲ့တော့ပြောနေတာကတော့ဒီ game ကနည်းနည်းတော့မိုက်တယ်ဒါပေမဲ့ကျွန်တော်အဲ့လိုတိတ်မကြိုက်ဘူးဆိုပေမဲ့လည်းကျွန်တော်ပြောချင်တာကဒီ game ထဲမှာကျွန်တော်ရဲ့ state နောက်ဆုံးကတော့ဒီ state 9ပါ state 9ကတော့ကျွန်တော်လုံးဝကိုသွားလို့မရ state လို့ပြောလို့ရပြီးတော့အဲ့ဒီရဲ့ရှိဆုံး state လို့လည်းပြောလို့ရပါတယ်ကျွန်တော်အခုထိ state နောက်ဆုံးထိကိုမရောက်ဘူးတဲ့ဒီထဲမှာ state နောက်ဆုံးက14တော့ကျွန်တော်သိထားတယ်ဒါပေမဲ့ ice state ကိုရောက်ဖို့က1 billion 1 trillion 1 2a 1 sp ရှိဖို့မှကျွန်တော်တို့ရမှာပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့ဒီ state တန်းကိုကြော်ဖြတ်အောင်ပါဗျဒီ state တန်းကိုကြော်ဖြတ်ဖို့ဆိုတာကတော့လုံးဝမဖြစ်နိုင်ဘူးအဲ့ဒါ state တန်းဒီ boss ကြီးကလုံးဝကိုကျန်းနေဗျာအဲ့လိုကျန်းတဲ့အချိန်မှာတော့ကျွန်တော်တို့ကလုံးဝကိုအဲ့ဒီရဲ့နေရာကိုသွားလို့မရဘူးလို့ကျွန်တော်ဒီစုကလာကိုကောင်းခံပြီးတော့လေအဲ့ဒီ state down ကိုသွားဖို့ပါတယ်ဒါပေမဲ့ကျွန်တော်လုံးဝမအောင်မြင်ခဲ့ပါဘူးဘယ်လိုလုပ်အောင်မြင်မလဲကျွန်တော် state 9အောင်မှအဲ့လောက်ကောင်းတော့မရသေးဘူးအဲ့တော့ဒီ game ကတော့နည်းနည်းတော့ခက်တယ်ဗျာချိန်ရပြရလို့ခက်လဲခက်တယ်ပြီးရင်ကျွန်တော်ပြောနေတာဒီထဲမှာကျွန်တော်ထဲမှာတော့ကျွန်တော်တခြားအကောင့်တစ်ခုလည်းရှိသေးတယ်ရပြောချင်တာကျွန်တော်24ရက်ကနေစပြီးတော့ကျွန်တော်ဒီကျွန်တော်ရဲ့ laptop ကနေပြီးတော့စတင်တော့ပါဘောနော်ကျွန်တော်ဒီ tablet မှာစမတင်တော့ပါဘူးကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ bye bye